ရှင်ဒီဆိုရတာပေါ့နော်ဒီဟာလေးပေါ့နော်ဒီမှာ application အတည်ဆိုရတာဒီ application ပေါ့နော်ပြမယ်ဒါလေးပေါ့နော်ဒီဟာလေးပေါ့နော်အဲ့ဒါဆိုရတာပဲပြီးရှင်တော့ပေါ့နော်ဒီလိုမျိုးထိုးလို့ရပေါ့နော်အရင်မှဒီပေါ့နော်โอเคပါသူကပေါ့နော်ဒီမှာဒီထောက်ပေါ့နော်ဒီအဲ့ဒီပေါ့နော်ဒီသူကပေါ့နော်ဒီဟာလေးရောဒီမှာပေါ့နော်အယောင်ကြီးချဲရရပေါ့နော်အယောင်ကြီးချဲရရပေါ့နော်ပြီးလို့ရှိရင်သူကဗီဒီယိုရေးဆွဲလို့ရတယ်ပေါ့နော်ဟိုကဗီဒီယိုရိုက်နေတာဖြစ်တယ်ဟိုကဒီပုံရိုက်နေတာဖြစ်တယ်ဆိုတာရိုက်တော့ပြရတယ်ပေါ့နော်ဒီရိုက်ရရေးဆိုဒီအောက်ကအနီရောင်လေးနဲ့ရိုက်ရမှာပေါ့နော်ဒီအောက်ကအနီရောင်လေးနဲ့ရိုက်ရပေါ့နော်အဲ့ဒါလေးနဲ့ရိုက်ရပေါ့နော်အယောင်လေးနဲ့ချဲရရပေါ့ဒီမှာဘာပြမလဲဒါရင်းနဲ့ကြာရရပေါ့ဒီမှာပေါ့နော်အရင်ကျန်ကိုမှမိုက်တယ်သူကပေါ့နော်ဒီမှာဒါပါရင်ဒီပေါ့နော်ဒါရဖီထက်တဲ့ဟာရင်းနေမှာဟုတ်အရင်ရတယ်ပေါ့နော်အရင်ရပါလေသူကအရင်ရတယ်ပေါ့နော်အရင်မိုက်တယ်ဒီမှာရဗီဒီယိုရမြင်ဘာရုံမြင်အဆုံးရတယ်ပေါ့နော်နာပေါ်နော်အရင်ရအရင်ရတယ်ပေါ့နော်ဒီထဲမှာဒီမှာထဲဝင်အဲ့လိုမျိုးပြောရရပေါ့နော်ဒီမှာပေါ့နော်အရင်မိုက်တယ်ဒါကြီးကိုအပေါ်ထားရင်အရင်မိုက်ပါတယ်ပေါ့နော်အရင်မိုက်တယ်ပေါ့နော်ကိုပုံဆွဲနေတဲ့ဗီဒီယိုရမြင်ချင်ပုံမှန်ဆွဲနေတဲ့ဗီဒီယိုမြင်ချင်ဆိုရင်တော့ရပါတယ်
ပုံမှန်တော့တင်ဗီဒီယိုရဲ့နဲ့ဆိုယူတော့ခေုပ်ပြောင်းပြန်ဝင်ပြီးရှင်ဒီဟာရုပ်နှစ်ရိုက်ဒီပေါ့နော်ဒီဟာရဲ့နဲ့တူရဲ့ဒီပေါ့နော်အပေါ်ကညထုတ်ပြထားမယ်ပေါ့နော်ပြပါမယ်ပြမယ်ပေါ့နော်နည်းနည်းကြောင်းနေပြီဒီမှာပေါ့နော်ဒါကြီးပါနားကြီးပါနော်နားကြီးပါနော်ဒါကြီးအားကြီးပါနားရဲ့တပုံလေးရရဲ့ဒီမှာမျက်နှာပေါ်ရရဲ့ဒီမှာရဲ့ခုရဲ့နေဗီဒီယိုရဲ့ရရဲ့ပေါ့နော်ဘိုင်တောင်းဘိုင်နော်မဘိုင်ဒါအောက်တည်းရမို့ subscribe ရုပ်ပြီးကြတော့ဘိုင်နော်ရမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်